tata mimi li de minglaba sa phet nyan bu le chin nede le chin tu mai swee li de minglaba no a tara mya ne patat pi ro zama ka tin bi di ayin u song pi li 25 long ko thi ya ba me pi 25 long ye atan li de ko thi ya me ke atutu so me nyan so me ka ji ka ne sa bi atutuတစ်ခေါက်လောက်ဆိုကြည့်မယ်ကခကငဒါအတန်မှာစာလုံးရဲ့အတန်ကနေပြီးတော့ညအထိစဇညအတန်မှာပါသောက်ကနေမအထိပဖဘဘမအတန်မှာရပ်ပလက်ကနေအာထိယအလဝတဟအတန်မှာတာဝင်းမှုကနေနာငယ်ထိတထဒဒနအတန်မှာဒီအတန်လေးတွေကိုအာတရနဲ့တွဲတဲ့အခါမှာတော့ကအကအာကအာကထအာထထအာထထအာထရအာရဟုတ်ပါပြီဒါဆိုရင်နှစ်အအတန်လေးတွေကိုလည်းဒီအတန်25တန်နဲ့ပဲတွဲပါမယ်ကာကြီးကဆိုတော့ကဆိုတဲ့အတန်ကအနဲ့တွဲတော့ကာကီဒီအခန်းထဲမှာဆ iam ကထည့်ပေးခြင်းတဲ့တစ်ခုသောအရာလေးကတော့ညတက်လို့ခေါ်ပါတယ်သူကလုံးကြီးတင်စံခတ်ပေါ့နော်ဒါတွေနဲ့ပတ်သက်ပြီးတော့သင်ရမှာညတက်ကလေးပါမယ်နော်ဆ iam ကညတက်ကလေးတွဲချင်ပါတယ်ရှင်စာလုံးကြီးလုံးကြီးတင်စီစာလုံးကြီးညတက်စီအောက်ကမြင်စီဒါကြောင့်ညတက်အောက်ကမြင်စီကိုတွေ့တဲ့အခါမှာအနဲ့ပဲသွားမှာဖြစ်ပါတယ်စာစီပါစာလုံးကြီးညတက်စီအောက်ကမြင်စီကစာစီဒီလိုသွားမှာပါစီနော်စာလုံးကြီးညတက်စီအောက်ကမြင်စီဒီညတက်ကလေးကတရာထဲမှာသွားမှာလေးဖြစ်ပါတယ်ဆိုတာလေးကိုလည်းအတည်ပြုပြရစေနောက်ပြီးရင်ဒီ G1 ရဲ့G1 ရဲ့တရာများသင်ကြားကြဆိုလာခန်းထဲမှာအထူးအခရာများဆိုတဲ့အခရာလေးတွေပါရှိပါတယ်ဒီအခရာလေးတွေရဲ့ရေးဆွဲနည်းလေးတွေကတော့တစ်ချက်ထဲဆွဲတဲ့ရာကောက်လေးကိုခြေထောက်လေးဖြုတ်ထားတယ်နှစ်ချက်ဆွဲပါတယ်၊꿰ပါတယ်ပြီးရင်အပေါ်မှာအတက်ကလေးပုံစံလေးတင်မယ်အခရာရွေလို့ခေါ်ပါတယ်เนาะဒီဟာလေးကအသုံးများတဲ့အထူးအခရာလေးတွေကတစ်ခုပါနောက်တစ်ခုကတော့တားရင်ကောက်ပုံစံလေးပါတစ်ချက်ဆွဲတယ်လို့တော့နောက်မကောက်ပဲရှေ့ကိုဆွဲမှာပါတစ်ချက်ထဲပါရှေ့ကိုဆွဲမယ်တစ်ချက်ခေါင်းကလေးကတော့ပါမယ်အခရာနှိုက်လို့ခေါ်ပါတယ်ဒီခန်းနဲ့ပတ်သက်ပြီးအခရာရွေအခရာနှိုက်ဆိုတာလေးလည်းညဝေခြင်းနဲ့နောက်ထပ်တစ်ခုကတော့အောက်အပြာလေးမှာဒီလိုလေး꿰ပြီးတော့အပေါ်အပြာလေးကိုအပြာလေးကြားထဲမှာဒါလေးကိုတော့အခရာလို့ခေါ်ပါတယ်ဒီစလုံးလေးသုံးလုံးကိုလည်းမျှဝေလိုက်ပါတယ်ရှင်တရာများနဲ့ပတ်သက်ပြီးဗီဒီယိုလေး3မိနစ်ပြည့်သွားပြီမို့နောက်ဗီဒီယိုလေးကတော့တရာများနဲ့ဆက်သွားမှာပါအထူးအခရာလေးတွေလည်းနောက်ထပ်ဆက်ပြောပြမယ်နော်မင်္ဂလာပါရှင်